ကာစီလဲနဲ့မာဆယ်လိုတို့ပြပြတဲ့မက်ဆီနဲ့လိုနာဒိုတို့ရဲ့အကြောင်းရီယယ်မက်ဒရစ်အသင်းရဲ့ဂန်နံဝေတွေဖြစ်တဲ့ကာစီလဲနဲ့မာဆယ်လိုတို့ရဲ့စကားပြောဆိုမှုတစ်ခုမှသူတို့ရဲ့ကစားသမားဘွားမှာအခက်အခဲဆုပ်ပွဲနဲ့ပတ်သက်ပြီးအခုလိုပြောခဲ့ကြပါတယ်ကာစီလက်ကမင်းရဲ့ဘွားမှာကစားခဲ့ရတဲ့ဘွားတွေတက်ခအခက်အခဲဆုပ်ပွဲကဘယ်ပွဲဖြစ်မလဲမာဆယ်လိုက2010တုန်းကပေါ့လူကမှာဘာစီလိုနာကို9-9ရှိနဲ့ရှိုးတဲ့ပွဲပါအဲ့ဒီပွဲမှာကျွန်တော်တို့ဘောလုံးတော့မထိလိုက်ရပါဘူးဗျာအဲ့ဒီနေ့မှဆိုရင်မျက်လုံးကိုအဝေါ်စီပြီးကစားနေရတယ်လို့ယူခါနေတာပဲကျွန်တော်တော့ပြောမိပါသေးတယ်အမလေးဗျာသူတို့မှာဇာဗီအင်နီယက်စတာမက်ဆီနဲ့ပါဒရိုတို့အကုန်လုံးရှိနေတာလေဆိုပြီးတော့ပေါ့ကာစီလက်ကငါတို့ကတမန်တေရှာအကောင့်ဆိုဘာစီလိုနာကိုရင်ဆိုင်ခဲ့ရတာပဲလေမာဆယ်လိုကတကယ်ဆိုပါဒရိုကိုလူတွေကသိပြီးမပြောကြလို့ဒါပေမဲ့သူကအရသာမာတဲ့ကစားသမားပါကာစီလက်ကဟုတ်ပါတယ်သူတို့ကအဲ့ဒီအခက်ရဲ့အကောင့်ဆိုအတင်းပါပဲဆိုပြီးအတိတ်ကရှိုးနှီးမှုအကြောင်းကိုလာမော့ဖွယ်ဖွင့်ရပြောဆိုသွားခဲ့ကြပါတယ်တကယ်တော့အဲ့ဒီပွဲကရီယယ်မက်ဒရစ်အသင်းရဲ့ဒီကတရားခံကခမရတို့အားလုံးသိကြတဲ့လိုနာဒိုပါပဲဘာလို့လဲဆိုရင်ကျွန်တော်အဆဆိုပြန်ပြောပြပါမယ်မာဆယ်လိုပြောပြတဲ့အဲ့ဒီပွဲကိုမကစားခဲ့2010-2011ရာသီစပိန်လာလီဂါပွဲစဉ်အဖြစ်ဘာစီလိုနာအသင်းနဲ့အာမာရီယာအသင်းတို့ရှိပဲကစားခဲ့ကြပါတယ်။ဘာစီလိုနာအသင်းတို့တော့အဆိုပါပွဲပြီးရင်နောက်ထပ်ရေဆိုင်ရမယ့်အသင်းကခုပြောနေတဲ့အကလာစီကိုဒါဘီရီယယ်မက်ဒရစ်အသင်းကစောက်ကြိုလို့နေပါတယ်။ဘာစီလိုနာအသင်းဟာအဆိုပါပွဲမှာအာမာရီယာအသင်းကိုရှေ့ကိုဂိုးမရှိဆိုတဲ့ရလာနဲ့တမိုင်းဝင်ကိုအပြားသားနိုင်ပွဲဖြစ်အနိုင်ပိုင်ခဲ့ပြီးလိုနာဒိုရဲ့အဒီကပြိုင်ပွဲလီယိုနယ်မက်ဆီကဟတ်ထရစ်သိမ်းယူထားနိုင်ခဲ့ပါတယ်။အဆိုပါပွဲပြီးမှအင်တာဗျူးသမားတွေနဲ့ဟော့ထရာတွေကလိုနာဒိုကိုဦးတည်တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ကြပါတယ်။ဝေဖန်မှုတွေနဲ့နေသားကြနေတဲ့လော်နယ်ဒိုအတွက်တော့ဒီကိစ္စဟာဘာမှမဟုတ်ခဲ့ပါဘူး။သို့ပေမဲ့လော်နယ်ဒိုကိုယ်တိုင်ကသူ့ကိုတိုက်ခိုက်ကြတဲ့သူအားလုံးကိုအင်တာဗျူးတွေရှေ့မှာတဟရင်ဆင်ခဲ့ပါတယ်။ဘာစီလိုနာကရှေ့ကိုဂိုးမရှိတဲ့နိုင်တာငါကိစ္စမဟုတ်ဘူး။ငါတွေ့လည်းဘာမှဖြစ်လာမှာမဟုတ်ဘူး။လာမယ့်တင်းနှင်းလာနေပွဲကြရင်သူတို့ရှေ့ကိုရဲ့တဝက်ကိုထပ်သွင်းနေအောင်မလားငါစောင့်ကြည့်နေလိုက်မယ်ဆိုပြီးဖြေချခဲ့ပါတယ်။တင်းနှင်းလာနေရောက်မှာတော့ရီယယ်မက်ဒရစ်အသင်းဟာဘာစီလိုနာရဲ့အကွင်ခမ်နောမှာဘာစီလိုနာအသင်းကို9ဂိုးမရှိဆိုတဲ့တမိုင်းဝင်ရလာနဲ့ပဲရှိုးပေးခဲ့ရပါတယ်။အဆိုပါပွဲမှာလော်နယ်ဒိုရဲ့အဒီကပြိုင်ပွဲလီယိုနယ်မက်ဆီကပီပီရာမိုဒိုရဲ့ဖျက်ထုတ်မှုကိုအလူလက်ခံနေရကြတဲ့ကဂိုးဖန်တီမှု3ကြိမ်ထိပြုလုပ်ကခြေစွပ်ပြတ်နိုင်ခဲ့ပြီးဘာစီလိုနာကို4ဂိုးသွင်းနိုင်မလားလို့အောက်ချောင်ခဲ့တဲ့လော်နယ်ဒိုကတော့အဆိုပါပွဲမှာဝါကတဲ့ကြေပဲရယူနိုင်ခဲ့ပြီးရီယယ်မက်ဒရစ်ကိုပါ9ဂိုးပြတ်နဲ့ရှိုးနေဖို့တောင်းပို့တယ်လို့ဖြစ်ခဲ့ပါတယ်။ဖြစ်ချင်တော့အဲ့ဒီပွဲကလော်နယ်ဒိုရဲ့တငယ်ချင်းဖြစ်တဲ့မာဆယ်လိုအတွက်တော့အခက်အခဲဆုပ်ပြိုင်ပွဲဖြစ်သတ်မှတ်ခံလိုက်ရတာပါ။လော်နယ်ဒိုကသူတို့ပြောခဲ့တာတွေကိုကြားရင်စစ်မကောင်းဖြစ်နေမလားဒေါသထွက်နေမလားဒါမှမဟုတ်အတိတ်ကနေရက်တွေစီသွားပြီးသူအောက်ချောင်ခဲ့တဲ့စကားတွေအတွက်နှုံထားရနေမလားတခုခုပဲနော်ရာဇဝင်းအုပ်ကောင်မှာဒုံးနဲ့ထုတ်ချင်ကြတဲ့မာဆယ်လိုနဲ့ကာစီလက်တို့ကတော့ဒီပွဲအကြောင်းကိုပြန်ပြောနေတဲ့အချိန်မှာတော့ပြိုးတင်ဝင်လို့ပါပဲ